စင်ကာပူမှာနေသည့်နေထိုင်ကြသောပြည်သူလူထုအပေါင်းတို့ခမညာအထူးသဖြင့်စင်ကာပူမှာနေထိုင်ကြသောချင်းပြည်သူလူထုအပေါင်းတို့ခမညာ80လိပ်ကြေမြောက်သောချင်းအမျိုးသားနေ့မှာကျွန်တော်ကိုမိန့်ခွန်းပြောဖို့ရအတွက်အထူးဖိတ်ကြားခြင်းခံတာဟာကျွန်တော်မထိုက်တာပါဘူးတိုးတော်လည်းပဲချင်းပြည်သူလူထုကချင်းတမိုင်းမှာချင်းကံကြမ္မာကိုချင်းပြည်သူလူထုကဖာတိမီဆိုတာဒီအစီအစဉ်ကိုထိုက်တာလှပတယ်ဆိုတာကိုပထမဦးစွာပြောခွင့်ပေးပါဒုတိယအချက်အနေနဲ့ကျွန်တော်ကိုဒီလိုပြောဖို့ရအတွက်84ကြိမ်မြောက်သောချင်းမျိုးသားနေ့အခမ်းအနားစင်ကာပူမှာကြီးပပြုလုပ်တဲ့ဥစ္စာမှာပြောခွင့်အခွင့်အရေးပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းနှလုံးသားထက်ကနေပြီးတော့ပြောလိုပါတယ်ချစ်ကလေးစားပါတော့ပြည်သူလူထုအပေါင်းတို့ခင်ဗျာကျွန်တော်တို့ချင်းတမိုင်းကိုကြည့်မယ်ဆိုရင်နှစ်ပေါင်း900နီးပါးမီတူလက်ထက်မှမနေပဲချင်းပြည်နယ်ဒီချင်းတွေလက်ထက်မှာအိုးချုံချင်းတရားစီရင်ချင်းဓာတုညီများချင်းကိုယ်ကကြမှာကိုယ်ဖာတိချင်းနဲ့နေလာခဲ့တဲ့ချင်းပြည်သူလူထုတွေဖြစ်တယ်လို့ချင်းပြည်နယ်ဖြစ်ပါတယ်တို့တော်လည်းပဲဗြိတိရှကိုလိုနီရဲ့နယ်ချဲမှုကြောင့်ကျွန်တော်တို့ကိုယ်ကကြမှာကိုယ်ဖာတိရေးကိုယ်ပိုင်ပြတ်သားခွင့်နဲ့လောလာခွင့်ကျွန်တော်တို့တရားစီရင်ချင်းနဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေအားလုံးဟာရှုတွားခဲ့ရပါတယ်တို့တော်လည်းပဲကျွန်တော်တို့ဖိုးဖွားတွေကျွန်တော်တို့စော်ပွားတွေဒါကိုပက်တော့အခါမှမမေ့ခဲ့ပါဘူးချင်းဖြစ်လျင်လောလာရမယ်ချင်းဖြစ်လျင်တာတိရှိရမယ်ချင်းဖြစ်လျင်တစ္ဆာရှိရမယ်ချင်းရှိတဲ့နေရာတိုင်းမှာကိုယ်ကကြမှာကိုယ်ဖာတီရင်နဲ့တာတူညီမျှရှိရမယ်ဆိုတဲ့တာရိထာချရှိနဲ့နေလာခဲ့တာဖြစ်ပါတယ်ဒါကြောင့်မလို့လောလာရေးရတော့မဲ့အချိန်မှာလောလာရေးဘာကြီးကြီးဘူချွအောင်ဆန်းတဲ့တကွချင်းကောင်းဆောင်များရှားကောင်းဆောင်များကချင်ကောင်းဆောင်များပြည်လုံးမှာစုဝေးပြီးတော့ကိုယ်ကကြမှာကိုယ်ဖန်တီးရေးဓာတုငင်းများရေးနဲ့ကျွန်တော်တို့ဒီဖက်ဒရယ်ကိုအခြေခံတဲ့ကိုယ်ပိုင်ပြတ်သားခွေတို့ကိုဥတီတော့ဖက်ဒရယ်အခြေခံမူကိုအတက်နှလုံးထားတော့ပြည်လို့စာချုပ်ကိုချုပ်ဆိုခဲ့ပါတယ်တိုးတော်လည်းပဲခေအဆက်ဆက်စီအာနာစီများစီဘူချိုများနေဝိခေကနဲ့တာစီခွေအခုဆိုတော့မင်းအောင်လိုက်ခေအထီကိုကျွန်တော်တို့ကိုကကြမှာကိုဖာတီးရဲ့ဒါတူညီမျှရေးနဲ့ကိုပိုင်ပြတ်သားခွေလွတ်လပ်ရေးတို့ကိုတောက်လျှောက်ဖြတ်စင်းခြင်းခါခဲ့ရပါတယ်တကယ်ဒါဆိုစီအာနာစီစနစ်ဆိုဒီမှာကိုကကြမှာကိုဖာတီးစနစ်ဤရာတူဖြစ်တယ်လို့ဒီလိုကျွန်တော်တို့ကိုရက်ဆက်ကြကြုတ်ချင်းကျွန်တော်တို့ကိုခေအဆက်ဆက်တပ်ဖြန့်ချီရုံမှချင်းနဲ့အကြဖက်စစ်ဖြစ်တိုက်ခိုက်လာခဲ့သောစစ်အာဏာရှင်တို့ဤဒီကျွန်တော်တို့ရဲ့ကိုယ်ကကြမှာကိုဖန်တီးရဲ့ယာတူဖြစ်တယ်လို့ဓာတုငင်းများရဲ့ယာတူဒီမိုကရေစီရဲ့ယာတူကျွန်တော်တို့ကိုပိုင်ပြထားခွင့်ယာတူတွေဖြစ်ချပါတယ်ဒါတမိုက်ကတက်တဲ့ပြပြီးသားဖြစ်ပါတယ်တိုးတော်လည်းပဲကျွန်တော်တို့ yes ဆွတ်တတိရှိတော့ချင်းပြည်သူလူထုတို့ဒီဘယ်တော့အခါမှကိုကကြမှာကိုဖန်တီးရဲ့ဘယ်တော့အခါမှဓာတုငင်းများရဲ့ဘယ်တော့အခါမှဒီစီလုံးငင်ငွေအလုပ်ကိုမဆူဆူစေချင်ပဲနဲ့တောက်လျှောက်ရုပ်ကလာခဲ့တာအမှားပြီးဖြစ်ပါတယ်ဒီနေ့ຫນွေဥတော်လှရေးကိုကြည့်မယ်ဆိုရင်ຫນွေဥတော်လှရေးရဲ့အစားတွေကိုကကြမှာကိုဖန်တီးရေးဖြစ်ပြီးတွေ့မမှားပါဘူးຫນွေဥတော်လှရေးအစား2021မှာစတည်တာမဟုတ်ပဲတကယ်ဒါဆိုတော့လွက်ခဲတော့နှစ်ပေါက်များစွာမှာຫນွေဥတော်လှရေးရဲ့အရှိအဟုဒီကဒီဆောက်လာဖြစ်တာဖြစ်ပါတယ်တို့တော်လည်းပဲဒီ2021ကျွန်တော်တို့21ရာစုရောက်လာတဲ့အခါမှာကျွန်တော်တို့လူငယ်တွေ generation တွေဟာဒါဒီအားလုံးကိုနီကိုချုပ်ပြီးတော့စီအာနာစစ်စနစ်ကိုနီကိုအပိချုပ်ပြီးတော့ချုပ်ငိစေဖို့ရအတွက်တာရိထာချလာတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ NUG ပဲပြော NUC ပဲပြော CRPH ပဲပြောတိုင်းသားလက်နက်ကိုင်တွေဒီအဆုအလုံးကို
ကျွန်တော်ရှိလို့ချင်းအဖြစ်ຫນွေဥတော်လှရေးတီမုတ်ချအောင်မီဆိုတာဟာပြည်သူလူထုကအတီးဆုံးဖြစ်လာပါတယ်ကျွန်တော်တော်လှရေးရဲ့ရွယ်ချက်တုတ်ချက်မှာစီအာနာစီစနစ်ကိုအမိပြချုပ်ငိမ့်စေရဲ့စီအာနာစီစနစ်ချုပ်ငိမ့်တာနဲ့တကွတစ်ချိန်ထက်မှာပြီဖက်ဒရယ်ဒီမိုကရေစီနဲ့ကိုကကြမှာကိုဖာတီရဲ့တာတူညီမျှရေးနဲ့ကိုပိုင်ပြတ်သားခွင့်ကိုအခြေခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ပေါ်ပေါက်လာရဲ့၎င်းဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကိုအခြေခံတော့အဖြစ်ဖက်ဒရယ်နိုင်ငံတော်ကြီးတည်ဆောက်ရဲ့လူမျိုးမရွေးဘာသာမရွေးတိုင်းသားမရွေးကြားမမရွေးအယောင်ခွဲခြားခြင်းမရွေးကျွန်တော်တို့အားလုံးတာတူညီမျှရေးနဲ့ကိုကကြမှာကိုဖာတီကိုအခြေခံတော့ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးဟာကျွန်တော်တို့ရဲ့ဘုံ common agenda ဖြစ်ပါတယ်။ထုံနည်းတူပဲ Federal Democracy အောက်မှာချီးပြည်နယ်တွေလည်းအတိတ်တဖာ Federal Democratic ပြည်နယ်ဖြစ်လာမှာဖြစ်ပါတယ်။၎င်းချီးပြည်နယ်မှာကျွန်တော်အားလုံးကိုပိုင်ပြတ်သားခွင့်ကျွန်တော်အားလုံးတာတူညီမျှခြင်းတရားမျှတခြင်းနဲ့လွတ်လပ်ခြင်းအခုတော့ကျွန်တော်အတိတ်ကဖြစ်တဲ့ကိုကကြမှာကိုဖာတီကိုအာမခပေးတော့ချီးပြည်နယ်ကိုတည်ဆောက်မှာဖြစ်ပါတယ်ကျွန်တော်လောလာရေးကိုအာမခပေးတော့ဖက်ဒရယ်ချစ်ပြည်နယ်ကျွန်တော်ရဲ့ကိုပိုင်ပြတ်သားခွင့်နဲ့ကျွန်တော်ရဲ့ရပိုင်ခွင့်အလုပ်ကိုအခြေခံတော့ချင်းပြည်နယ်ဖက်ဒရယ်ပြည်နယ်ကြီးဟာပေါ်ပေါက်လာတော့မှာဖြစ်ပါတယ်ချစ်ကလေးစားပါတော့ပြည်သူလူထုအပေါင်းတို့ခင်ဗျာကျွန်တော်တို့ဒီ၎င်းဖက်ဒရယ်ပြည်နယ်ကိုမတိဆောင်မချင်းကိုကကြမှာကိုဖာတီရေးပြည်နယ်မဖြစ်မချင်းတာတူညီမျှချင်းပြည်နယ်မရှိမချင်းနောက်ဆုံးမှာမဟုတ်တယ်လို့ဘယ်တော့အခါမှလဲမြောက်မှာမဟုတ်ပါဘူးဒီຫນွေဥတော်လှရေးဟာနောက်ဆုံးတော့တော်လှရေးဖြစ်နေတဲ့အများဒီຫນွေဥတော်လှရေးဟာတကယ်တော့ဆိုမုတ်ချအောင်မြင်နေပြီဖြစ်ပါတယ်အရေးတော်ပုံမုတ်ချအောင်ရမည် May God bless you May God bless Chin State May God bless Myanmar ကျေးဇူးပါ